ရှင်းပြမယ့်ဗီဒီယိုကတော့ Linebase ကိုအခြေခံသုံးပြီးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ Linebase ကိုဖုန်းမှာကျွန်တော်တို့ down ထားပြီးတော့ registration လုပ်ဖို့လိုပါတယ်။ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ registration လုပ်တဲ့အဆင့်လေးကိုကျွန်တော် skip လုပ်ထားလိုက်ပါမယ်။ Linebase ကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဈေးရောက်မှုအတွက် entry စာရင်းအရင်သွင်းရပါတယ်။ကိုယ်ဆိုင်မှာရှိတဲ့ကုန်ပစ္စည်းတွေအားလုံးဒီထဲမှာစာရင်းသွင်းရပါတယ်။စာရင်းသွင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ဘက်ပေါ်ဆုံးတောင်းပါကြည့်တယ်အကြောင်းလေး၃ကြောင်းကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီဘက်က item ကိုရင်သွားရပါတယ်။အဲ့ဒီ item ထဲမှာကျွန်တော်တို့ကခေါင်းစဉ်အမျိုးအကွဲတွေကိုအရင်ထည့်ဖို့အတွက် category ကိုအရင်ရွေးချယ်ရပါတယ်။ category ရဲ့ screen ရဲ့ညာဘက်အောက်တော့မှာအပေါင်းလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရွေးချယ်ရမယ်။ရေးရမယ့်စာတွေကတော့ကျွန်တော်တို့မနက်ခင်းစာရှိမယ်။နော်မနက်ခင်းစာရှိမယ်ကျွန်တော်အနီအောင်လေးပေးလိုက်ပါမယ်။နောက်တစ်ခုထပ်ပြီးတော့ category ထပ်ခွဲလိုက်ပါမယ်။ညာဘက်အောက်ထောင်အပေါင်းလေးကိုနှိပ်ပြီးတော့ဒီမှာသွားမယ်။နေ့လေခင်းစာရှိပါမယ်ကျွန်တော်တို့ဒီဘက်မှာဆိုအစိမ်းအောင်လေးပေးလိုက်ပါမယ်။နောက်တစ်ခါဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့တင်တာပေါ့ညစာ DINNER တင်တာညစာနဲ့ပတ်သက်ပြီးတော့ရှိပါမယ်။နောက်တစ်ခါဆိုလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ live food ပါဟိုပါစားလို့ရတဲ့အစားအစာလေးရှိမယ်။ဒါ category ခွဲလိုက်တာပါ။ category ရဲ့အောက်ထဲမှာကျွန်တော်ဘာထက်လို့လဲဆိုတော့ item တွေကိုကြည့်လိုက်မယ်ဆိုတော့ item တွေက0တွေဖြစ်နေတယ်။ item မရှိဘူးပေါ့နော်။ဒါဆိုကျွန်တော်တို့ကဘက်ပြန်သွားမယ်ကျွန်တော် item ကိုဆက်ပြီးတော့ဝင်မယ်။ item မှာကျွန်တော်အပေါင်းလေးနေပြီးတော့စားရေးမယ်ဆိုတော့မနက်ခင်းစာဆိုလို့ရှိရင် category လက်ဖက်ရည်ရမယ်ဗျ။နော်လက်ဖက်ရည်ရမယ်။ကျွန်တော်တို့ဒီမှာလက်ဖက်ရည်ရမယ်ဗျာပြီးလို့ရှိရင်လက်ဖက်ရည်ရဲ့ပတ်စံကိုကျွန်တော်2500လို့ကျွန်တော်ရေးလိုက်မယ်ဟိုမြန်မာကျပ်နေပေါ့နော် cost ကတော့ဝယ်ဈေးပါဝယ်ဈေးရထည့်လည်းရတယ်မထည့်လည်းရတယ်နော်အဲ့တော့ဒီမှာsave ကိုကျွန်တော်နှိပ်လိုက်မယ်လက်ဖက်အပေါင်းလေးကိုထပ်နှိပ်မယ်အပေါင်းလေးကိုထပ်နှိပ်ပြီးတဲ့အချိန်မှာ coffee နော် coffee ကျွန်တော်ထပ်ပြီးတော့ရေးပါမယ် coffee ကို category ဆိုးတယ်မှာမနက်ခင်းစာထဲမှာထည့်မယ် coffee ကိုကျတော့ကျွန်တော်3500နဲ့ရေးမယ်ပြီးလို့ရှိရင်ကျွန်တော် save ကိုနှိပ်မယ်ထပ်ပြီးတော့အပေါင်းလေးကိုထပ်နှိပ်မယ်ဆိုရင်မှုဟင်းကားကိုတော့ကျွန်တော်ဒီဘက်မှာ category မနက်ခင်းစာထဲမှာထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ပတ်စံကတော့သူကတော့3000ကျပါမယ်3000ကျမယ်ပြီးကျွန်တော် save ကိုနှိပ်မယ်နောက်တစ်ခါထပ်ပြီးတော့ထည့်အောင်မယ်အပေါင်းလေးကိုနှိပ်ပြီးတော့ category ထပ်ခွဲမယ်ကြာကွေး category ဆိုတဲ့နေရာလေးမှာကျွန်တော်မနက်ခင်းစာကိုကျွန်တော်ထပ်ပြီးတော့ရွေးပါမယ်ပတ်စံဆိုတဲ့နေရာမှာဒီကြာကွေးကိုကျွန်တော်1900ရေးပါမယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာ save ကိုချန်နှိပ်လိုက်ပါမယ်ကျွန်တော်တို့ရဲ့ဆိုင်နဲ့ပတ်သက်တဲ့ logo တွေပြီးလို့ရှိရင်နာမည်တွေဖုန်းနံပါတ်တွေလိပ်စာတွေကိုထည့်ပေးဖို့လိုပါတယ်အဲ့ဒီကိုထည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဘက်က menu ကတစ်ဆင့်ကျွန်တော် setting ကိုသွားမယ် setting ကတစ်ဆင့် go to back office ကိုကျွန်တော်သွားဖို့လိုပါတယ်ဒီ website မှာရှိတဲ့ Linebase ရဲ့ login ရဲ့ page ကိုရောက်လာပြီပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီ software Linebase မှာ login ဝင်ခဲ့မှုတဲ့ user name နဲ့ password နဲ့ထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ကဒါ Gmail website ရဲ့ Linebase ကို back office ကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော် menu cloud ကတစ်ဆင့်ပေါ့နော် setting ကိုသွားပြီးမယ်ခင်ဗျreceipt ဆိုတဲ့ cloud တစ်ခုထပ်ရှိတယ်ညအဲ့ receipt ထဲ printed receipt ဆိုတဲ့နေရာလေးမှာကျွန်တော် logo ထည့်ပေးရမယ်ဒီနေရာလေးပေါ့နော် printed receipt ဆိုတဲ့နေရာလေးမှာ logo တစ်ခုထည့်တော့အဖြူမဲပဲထွက်မှာပါနော် logo header ဆိုတဲ့နေရာလေးမှာကိုယ့်ရဲ့ဒီလိပ်စာပေါ့နော်လိပ်စာလေးရေးလို့ရပါတယ်ကျွန်တော်ဒီမှာဒါဖုန်းနံပါတ်ထည့်ခြင်းနဲ့ဆိုသူ့ရဲ့အောက်ထဲမှာဖုန်းနံပါတ်ထည့်လို့ရသူshow customer information ပေါ့နော် customer ဒီ information ဆိုတာသူဖုန်းနံပါတ်နဲ့နာမည်ထည့်တဲ့အချိန်မှာပေါ်ခြင်းဆိုဒီ cloud လေးကိုဖွင့်ထားပေးခဲ့လိုက်ပါ save ဆို cloud လေးကိုနှိပ်လိုက်နော် coffee 3ခွက်မုံရင်းက3ပွဲကြကွေး2ချောင်းပြီးတဲ့အချိန်မှာကျွန်တော်တို့ customer နဲ့ပတ်သက်တဲ့ information တွေထည့်ခြင်းနဲ့ဆိုခဲ့လို့ရှိရင် screen ရဲ့ညာဘက်ပေါ်ထောက်မှာရှိတဲ့လူယုံလေးကိုနှိပ်ပြီးတော့ဖြည့်ဆွဲလို့ရပါတယ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ charge ကိုနှိပ်ပါမယ်ပြီးတဲ့အချိန်မှာဆက်လက်ပြီးတော့ကျွန်တော်တို့ cash ကိုနှိပ်ပါမယ်ယခုအချိန်မှာကျွန်တော်တို့က print receipt ကိုနှိပ်ပြီးတော့ပေါင်ချာကိုထုတ်လို့ရပါတယ်တကယ်လို့ email print ထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ enter email ဆိုတဲ့နေရာလေးမှာ email ကိုထည့်ပြီးတော့ညာဘက်ချမ်းကညာလေးကိုနှိပ်လို့ရပါတယ်ကျွန်တော်တို့ဒီနေရာမှာပေါင်ချာတစ်စောင်အသစ်ကိုဆက်လက်ပြီးရောင်းနေတယ်ဆိုလို့ရှိရင်တော့ new sales ကိုနှိပ်လို့ရပါတယ် automatically print ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့လေ print တစ်ခါလေးထွက်လာမှာဖြစ်ပါတယ်没有